အရင်ဆုံးနဲ့အရှင်းလင်းဆုံးအရင်ဆုံးပြောချင်တာတော့ကျွန်တော်တို့ဒီညီနောင်ပေါ့နော်ချင်းညီနောင်အကုန်လုံးကပေါ့နော်ဘလက်ဝဒီချင်းပြည်ဆိုတာကိုအကုန်လုံးကတညီတညွတ်သေးယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့အရင်ဆုံးပြောလိုပါတယ်အာဒါကညီနောင်ထဲမှာမဟုတ်ပါဘူးတနင်္ဂနွေလုံးပေါ့နော်အကုန်လုံးလည်းသိပါတယ်ဒီလိုမျိုးရက်တည်လာတာပေါ့နော်ဒီလိုမျိုးပဲဖြစ်လာတာပါတစ်ဆက်ပြီးတော့မှတစ်ဆက်တည်းပဲဒီအာ AA ပေါ့နော် ULAAA ဒီကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအိမ်နီးချင်းကောင်းဖြစ်တယ်အိမ်နီးချင်းကောင်းထက်ပိုတဲ့ဘယ်လိုပြောမလဲဟိုရဲဘက်ပေါ့နော်တကယ် coverage တွေပေါ့တကယ်ရဲဘက်ဒီဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလိုမျိုးတော်လှန်ရေးကာလမှာတချို့ဟာတွေကိုဘယ်လိုပြောမလဲဟိုချင်းဘယ်လိုပြောမလဲနိုင်ငံရေးအမြတ်ထုတ်လို့တဲ့သဘောမျိုးနဲ့ဒါမှမဟုတ်လေလူမျိုးရေးမုန်းတီးမှုတွေပွားနေအောင်ပေါ့နော်ဟို instigate လုပ်တဲ့အပိုင်းဆွတဲ့အပိုင်းတွေကိုကျွန်တော်ဒီသတိထားမယ်ဒီကာလမှာတစ်ဖက်ကလည်းပြန်ကြည့်မယ်ဆိုရင်အားလုံးလည်းခုနလည်းပဲဟိုတချို့သတင်းမီဒီယာပြောသလိုပဲဒါကဒီ officially ထုတ်ပြန်တာပေါ့နော်တရားဝင်ချပြတဲ့ဟာကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါကပြီးတော့မှလည်းသူတို့အနေနဲ့အာရခပြည်ပေါ့နော်အာရခဒေတာအဲ ULA ဒီ level ရခိုင်ဆိုတဲ့ရခိုင်အတွက်ရခိုင်လူမျိုးဆိုတဲ့ဒီ ethnic based narrative ကိုကျော်လာပြီးမှအကုန်လုံးကိုပေါ့နော် all inclusive all encompassing ပုံစံပေါ့နော်အရခဒေတာအရခပြည်သူဆိုတဲ့ဒီရခိုင်တဲ့မဟုတ်တဲ့ဒီမရိုရီခမီရီရောစသဖြင့်ပေါ့အကုန်လုံးပေါ့နော်တခြားလူမျိုးတွေပါအကုန်လုံးကို nation building တခုတွားနေတာအလုံးမြင်နေရတယ်ပေါ့အဲ့လိုမျိုးလဲကျွန်တော်တွေ့ရတယ်ပြီးတော့မှလည်းကျွန်တော်ချင်းမီဒီယာနဲ့အရင်တော့ကလည်းပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစားပေါ့နော်အရင်တော့ကလည်းဖြေဖူးပါတယ်ဒီ Black Wat ဒီချင်းကြီးဖြစ်တယ်ဆိုတာအဲ့လိုအရင်ကမီဒီယာမှာလည်းသူတို့ဖြေဖူးတာရှိတယ်ပေါ့ကျွန်တော်တို့ဒီအခြေအနေမှာစစ်ကောင်စီပြုတ်ကြရေးကိုအလေးထားမယ်အခြေအနေဖြစ်တယ်ဆိုတာလည်းပဲအားလုံးကိုတော့ပြန်မှတ်ရဖို့လိုတယ်အာစစ်ကောင်စီတာပြုတ်မကြသွားဘူးဆိုရင်အလကားပဲဟိုမြည်သည့်ထိန်းချုပ်နယ်မြေမဆိုအာအလားဟတာဖြစ်သွားမှာပဲဟိုမှာစစ်ကောင်စီတည်လဲသူ့အသက်ပြန်ဆက်ဖို့ကြိုးစားနေတာကျွန်တော်တို့မြင်နေရတယ်ပေါ့နော်ပြောဥပမာဆိုရင်နောင်ချိုဘက်တောင်ခမ်းဘက်ကိုပြန်ထိုးနေတယ်လာရှိုးဆိုလဲသူတို့ပြန်ထိန်းချုပ်လို့ရတဲ့ပုံစံဖြစ်သွားတယ်အဲဒီမိုးပြဲဖက်ပေါ့နော်ဂရင်းနီဆိုလဲအဲ့လိုမျိုးပြန်ထိုးစစ်ဆင်နေတယ်စသဖြင့်ပေါ့လေဆိုတော့ဒီလိုမျိုးတော်လှန်ရေးကာလမှာဟိုမိမိဘယ်လိုပြောမလဲစစ်ကောင်စီကင်းစင်အောင်လုပ်ထားပြီးသားနေရာမှာတော့အုတ်ချွေ run တဲ့သဘောကတော့ရှိမှာပဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒါကအဲ့လိုပါလေအမျိုးသားရေးကောင်းစဉ်တပ်ပြီးမှအချင်းချင်းရန်ရှာလို့မရအချင်းချင်းပြဿနာကိုအဲ့လိုမျိုးမိထွန်းရှာလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့ဒီတစ်ဖက်မှာလည်းပဲဟိုဒီချင်းရခိုင်ဆိုတဲ့ narrative ကိုမသွားဘဲနေပေါ့လေနော်ဥပမာဆိုအေးရခိုင် ULAA ပေါ့နော် ULAA တီလဲဟိုရခိုင်အာရခဒေတာပေါ့လေရခိုင်ပြည်နယ်ပေါ့အာရခဒေတာအဲမဟုတ်ဘဲနဲ့ဒီရခိုင်ပြည်နယ်အပြင်မှာရှိတဲ့ရခိုင်လူမျိုးတွေပေါ့နော်အဲ့အတွက်လည်းသူတို့စဉ်းစားတာပဲဟိုမှာကချင်မှာလည်းရခိုင်တွေရှိတယ်မကွေးရာဝတီပဲခူးစသဖြင့်ပေါ့နော်ကျွန်တော်ချင်းနေမှာလည်းပဲဘယ်လိုပြောမလဲချင်းပြည်နယ်မှာမဟုတ်တဲ့ဒီရခိုင်ပြည်မှာလည်းချင်းတွေအများကြီးရှိတာပဲမကွေးစကိုင်းမှာစပေါ့နော်ရှင်းပြောရင်ချင်းပြည်ပြင်ပမှာရှိတဲ့ချင်းတွေကချင်းပြည်နယ်ထက်ချင်းတွေထက်တောင်မှတစ်ခါလေကျန်ပုံများနေတဲ့ချင်းတွေတောင်ရှိပါတယ်ဆိုတော့အဲ့အမျိုးတွေကိုကျွန်တော်တို့ပြန်အာစဉ်းစားလာတဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲဒီဟိုအကုန်လုံးကဆက်နေတဲ့သဘောတဘာဝပေါ့နော်ဆိုတော့ဒီ territory boundary တစ်ခုတည်းနဲ့မသွားဘဲနဲ့ကျွန်တော်တို့အချင်းချင်းအပြန်အလှန်အကျိုးပြုဖို့ဟိုအချင်းချင်းအိမ်နီးချင်းကောင်းဖြစ်ရှိဖို့ကျွန်တော်ဒီအခက်အခဲတွေပြဿနာတွေကိုအချင်းချင်းပင်ဆွေးနွေးနဲ့စပွဲဝိုင်းပုံမှာဖြေရှားရမယ်ပြီးတော့မှကျွန်တော်တို့ရဲ့တခုတည်းသောနီလန်းကဘယ်လိုပြောမလဲငင်းချမ်းစွာအပြန်အလှန်အကျိုးပြုရင်းနဲ့နေသွားဖို့ပဲကျွန်တော်တို့ဟာတွေးချင်းတွေဖြစ်တယ်အိမ်နီးချင်းကောင်းတွေဖြစ်တယ်ရဲဘက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာကအဖြေရတစ်ခုပဲရှိပဲအဲ့ဒါ win ပဲအပြန်အလှန်အကျိုးပြုတဲ့ဟာပဲပေါ့နော်အပြန်အလှန်အကျိုးပြုတဲ့ဒီရဲဘက်တွေပဲသွားမယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကစေဘဝိုင်းပုံပဲဖြေရှာမယ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးပဲသွားမယ်အဲ့လိုမျိုးပေါ့နော်ဒါ official statement တခုမဟုတ်သေးတော့ညာလည်းပဲမဟုတ်တော့ညာလည်းပဲပေါ့နော်ဒါကအဲတူလို့ပေါ့ဟိုအဲ့ဒါတွေကိုပေါ့နော်ကျွန်တော်တို့ဒီညီနောင်နေနဲ့ပေါ့နော်အဲ့လိုမျိုးလက်ခံထားတာရှုမြင်ထားတာပေါ့လေ
အဲ့ဒါဒါကဒီဘယ်လိုဝခရိုင်ဆိုတဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအသုံးနှုန်းတွေပေါ့လေအတန်တွေထွက်လာတဲ့ပုံမှာပေါ့နော်ကျွန်တော်တို့ရဲ့ယက်တီချက်သဘောထားအမြင်တွေဖြစ်တယ်